မြန်မာနိုင်ငံနေဘန်ကောက်ကိုဆေးသွားကူနေမတ်စတာစာပြီးပေးတာပေါ့ဟာလား ဟုတ်ကဲ့ရှင်ဟို passport တက်တဲ့အနည်းဆုံး6လရှိရနေသွားလို့ရပါတယ်ရှင် ငါမေးပါတကယ်ချင်းငါဆေးကူပြီးပြန်လာတာပါငါတော့သိအောင်မလားအဲ့မှာအခုငါတို့ဆွေးနွေးမဲ့ဆရာဝန် BM Medical Hacker ဆရာဝန်ငါတို့စစ်လာတဲ့ဆေးမှတ်တမ်းကိုကြည့်ပြီးတော့ဟောပဲဆေးရုံတက်တင်နေဘယ်ဆရာဝန်နဲ့ပြတင်နေဆိုပြီးတော့တေချာအခမဲ့ဆွေးနွေးပေးတာ ဒါဆိုခုမှနေဖို့ထိုင်ဖို့က အော်နေဖို့ထိုင်ဖို့ပဲ ငါအောင်မေးနေဖို့ထိုင်ဖို့ဆေးရုံမှာနေမလားကွန်ဒိုမှာနေမလားအပတ်မဲ့မှာငါမလားနင်အစင်နေတဲ့နေရာကိုငါပေးတယ်နင်သွားမဲ့လေရင်အစနင်ပြန်လာမဲ့လေရင်အဆုံးနင်စကားပြန်ငှောင်းရရတဲ့အကောင့်လုပ်ပေးပါတယ်ဆိုကဲငါမေး ဟုတ်ကဲ့သူဝင်ရပါပြီ မဝင်လို့ရပြီလား ဟာအဲ့ဒီမွေးပါကျမ်းမာလို့ပါလား ကျမ်းမာလာတော့ပြောနေဆရာကြီးအကျမ်းမာလုံးနေ အဲ့ဒီမွေးတီလား မိမလိုပဲနော်နိုင်နိုင်နေဆရာကြီးကျမပြောတယ်ဒူနာနေဒူကိုက်နေစေးအောင်သွားစစ်လိုက်ကကျမပြောတယ်အဲ့ဒါစေး စစ်ချက်အရဆိုရင်တော့ဒူးမျိုးစစ်ပြုံးနေရောတာပေါ့နော်လွယ်လွယ်ပြောရရင်အယိုးနုလေးမရှိတော့တာပေါ့အဲ့တော့ဒူးမျိုးစစ်စားထိုးတဲ့ကုသမှုမျိုးလောက်ပါပါဗျာ ငါပြောပါလေတကယ်ကြီးရဲ့ငါကသွားခုတဲ့တာဒီလိုမျိုးတွေငါနေခဲ့ကြတဲ့တော့ငါသိတယ်ဆရာပြောပါစီဆရာပြော ဒီလိုယောဂလေးတွေကတော့အနည်းဆုံးလိုရွယ်နေမှာပို့ပြီးတော့အဖြစ်များပါတယ်ဟုတ်ကုသမယ်ဆိုလို့ရှိရင်အဲ့ဒီအနေနဲ့ရွေးချယ်ထားတဲ့ဆေးရုံတွေရှိလားဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဘက်ကပဲတင့်တော်တဲ့ဆေးရုံတွေစာဝင်နေချိတ်ဆက်ပြရပါတယ် ဟိုဆရာတို့သိတော့မယ်ဒီနေ့စိတ်မချင်ပါ ဟုတ်ကဲ့ဟုတ်ကဲ့ဒီယောဂအတွက်ဆိုရင် map pack ဆေးရုံမှာကုသဖို့အကြံပြုချင်ပါတယ် တကယ်ချင်းစိတ်ကူးမလွတ်နဲ့ငါလည်းမက်ပဲမှာပဲကုခဲ့တာအရန်ကိုအစင်မြင်တာပြီးတော့လေဟိုပြောပါစီပြောနေတော့ ဆရာအဲ့မှာဆိုလို့ရှိရင်အချင်းကဘယ်လောက်ကြာ ဒူးယူစစ်လဲတာကတော့ပုံမှန်အဖြစ်တော့ဆေးရုံတက်ရင်4-5ရက်ပါပဲဒါပေမဲ့တစ်ပတ်လောက်ကြာ follow up ပြန်ပြရတာဆိုတော့ကြတော့အားလုံးပေါင်း14ရက်ဗီဇာနဲ့ဆိုရင်ပုံပြီးစီးပါမယ် ဒါဆိုလို့ရှိရင်ကုန်ချစီးကြတော့ တကယ်ချင်းနေတော့ချမ်းသာတကယ်ချင်းမေ့မနေပါနဲ့ ဒူးယူစစ်လဲတာတစ်ဖက်ကိုပုံမှန်အဖြစ်တော့ကိုရွေးချယ်တဲ့ဆေးရုံပေါ်မှာလည်းမူတည်တာပေါ့နော်ဘတ်3သိန်းကနေဘတ်5သိန်းဝန်းကျင်လောက်ဒီကုန်ကြနိုင်ပါတယ် တကယ်ချင်းငါကြံပြီးမယ်နော်တစ်ဖက်လဲလို့3ရက်နေငါလည်းကုန်လို့နှစ်ဖက်လဲနှစ်ဆမကုန်တတ်တာဆိုတော့နေသွားတာတခါတည်းတောင်နှစ်ဖက်လုံးလဲတာ ငါတက်ပါလိဖြစ်တာလေဆရာပြောပါစီလားတကယ်ကြီးပါ ဟုတ်ကဲ့ဟုတ်ကျွန်တော် PS Medical Hub ကကုသမှုအစအဆုံးနောက်ပိုင်းfollow up ပြတဲ့အချိန်မှာဝယ်ရတဲ့ဆေးတွေအထိအကုန်လုံးကိုတာဝန်ဆောင်ရွက်ပေးပါတယ်ဟုတ်တေချာလေးရှင်းပြပေးပါတယ်နောက်တရားဝင်လို့ရပါပြီ ဆရာ အဲ့ဒီမို့အတိပဲလား လေဒါကနာမခိုင်သူသမီးစစ်စစ်ဖို့သူ့လေလဲလောင်းပါ ဟုတ်ကဲ့ဟုတ်ဘာဖြစ်တာလဲနောက်ပြီးတော့ ကျမအကိုပဲအော်တော့အဲ့ဒီစိတ်မကောင်းလို့သွား把我的梦想就卖了3两3。ဒါနဲ့ညီမလေးနာမည်ဘယ်လိုခေါ်လဲ ကျွန်တော်နာမည်ဇော်မျိုးအောင်ပါ ညီမလေးတယောက်ထည့်လားဩလာကြုံမဲ့သူကိုစောင့်နေရလားဘလို့မှတော့မအောင်ပြီပါညီမလေးရဲ့အကူကြီးစောင့်ပြီမလीနော်ဟုတ်ဒီလောကမှာတိုးရီခြုံထားတဲ့ဝန်ဘလူတွေအများကြီးပဲညီမလေးရဲ့အကူကြီးလိုဖိဖိစစ်စစ်လူဆိုတာသိရှားသွားပြီကွာဒီလောက်လာတဲ့နတ်သမီးလေးတပားတည်းဆိုတော့အန်နေများတာဗောညီမလေးရဲ့ဒီလောက်လာတဲ့နတ်သမီးလေးဘာလဲဆိုတော့အနေများတာဘောညီမလေး ဒါနဲ့ညီမလေးနာမည်ဘယ်လိုခေါ်လဲ ကျွန်တော်နာမည်ဇော်မျိုးအောင်ပါကျွန်တော်နာမည်ဇော်မျိုးအောင်ပါ အေး 哎呦我的妈！